วันจะพุ่งองบันมงกุยลวยมุยเดมหามีมีวันละนั่งลงบกเขาเล่นตีกะมุยว่าต่อจุยชาลอมุยมาต่อตุยเอามีมีเจ้าจูมีมุเสียงมีต่อชิมีมีเจ้าจูว่าชิมี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 ကျေးဇူးပါကိုကြီးကျေးဇူးပါခင်ဗျာကျေးဇူးပါวันจะพุ่งองบันมงกุยลวยมุยเดมหามีมีวันละนั่งลงบกเขาเล่นตีกะมุยว่าต่อကျေးဇူးများတင်ပါတယ်ကျွေးရှာတော့မွေးဝါတော့သူရဲ့ကောင်းမေမေကျေးဇူးမြတ်မှုစေမြတ်မြတ်သောချစ်မေမေအော်ချစ်မေ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 ဒီမှာမိဘတွေကိုချစ်ပြန်လို့နဲ့သားသမီးတွေအများကြီးနှလုံးသွေးကိုစုပုံပြုသုံးထုနေသောသွေးကိုတန်စင်ဖြူစင်ဆွဲနဲ့မွေးကျေးဇူးရှင်ခန္ဓာဝေမိမိခရုဏာမိမိကောင်းကြီးမိမိမြတ်မို့မိမိသီရာဆန္ဒမြသီရာဆန်းညခြေသာချမ်းမြပန်းလာတော့ခွင့်နေချစ်မိမိလူလာမြတ်လူအတောင်ဆုံးညတော့တန်ရုံးစီချစ်တဲ့တွင်နဲ့တန်ရုံးစီကျိုးစစ်တွင်နဲ့မိမိရောက်ခိုင်းသွားမိမိသမုဒိယဥမရကကြီးကျေးဇူးပါမိမိသမုဒိယဥမရကကြီးနေရပေအောင်တော့ကျန်ရလေအောင်တော့ခွန်တော်အပြုံးတွေဂယုဏအပြုံးတွေဝဲနေရတော့ဝဲကန်ဝေမိမိခရုဏာမိမိကောင်းကြီးမိမိမြတ်မှုမိမိသီရာဆန္ဒမြသီရာဆန်းညခြေသာချမ်းမြပန်းလာတော့ခွင့်နေချစ်မိမိအမသားလေးကျေးဇူးပါမမခလေးတက်လဲအမေတက်လဲဟောလာပြီဘာအောင်မွေးသားလေးဒါဆိုတဲ့စကားလေးတစ်ခွန်းလောက်ပြောပြရစီခင်ဗျာပြောနေတာလေးအားအဲ့ဒါတားထငယ်တဲ့သားတွေမိမိတွေကိုစကားလေးတစ်ခွန်းလောက်ပြောပြရစီဖုံဖုံအထားပေးလိုက်ဒီချိန်နဲ့တားတို့အဖေဆရာတော်ပါဖဖေလက်ထက်ဖေရဖေဆရာတော်ဆိုနဲတယ်ဟောဟုတ်များတယ်မပြောစကားလေးတစ်ခွန်းလောက်ပြောပြရစီနော်ပြောပါသားဘာလဲဆိုလူတိုင်းသားသမီးတိုင်းမှာအမေဆိုတာရှိပါတယ်ရှိတာပေါ့သားရေသားတို့လိုပုထုဇဉ်လူသားတွေမပြောပါနဲ့ဟုတ်ကဲ့ဆရာတော်တန်ဃာတော်များတော်မှအမေဆိုတာရှိပါတယ်ခင်ဗျာရှိတာပေါ့သားတကယ်တော့အမေဆိုတာလေသားသမီးတွေကမွေးဖွားဖို့ရေးကိုလာလဲဆန်လာဖွားပြီးရလနာမြင့်နဲ့စစ်ခင်ပြီးအသက်နဲ့ရင်ပြီးမွေးခဲ့ရတဲ့အမေတွေပါမှန်တာပေါ့သားရေဟုတ်ကဲ့သားသမီးတွေဖွားလန်နှလုံးပခုံးလက်နဲ့တဲ့အရွယ်ရောက်လာပြန်တော့တယ်မေတွေကဘုံငါစကားအကုန်ရှောင်ရှားပြီးတော့ကျဘောသွေးလူတော်လည်းဒီအမေတွေဟုတ်ကဲ့ချင်းသွေးလူတော်လည်းဒီအမေတွေဟုတ်တာပေါ့တချို့မရှိစင်းရှာတဲ့အမေတွေဆိုရင်လေပြောလေးတာခြုံဆောင်မရှိချင်းအောင်မရှိဘဲနဲ့သားသမီးတွေကိုပြင်းပြင်းမဲမဲမွေးဖွားခဲ့ရတာပါမှန်တာပေါ့သားရေအဲ့တော့အသက်ကြီးလာကြမှာခမကြီးကဘာမှနားမလဲပဲနဲ့ကြက်ကိုဘာမှလာမပြောပါနဲ့လို့အမေတွေကိုမပြောပါနဲ့မပြောကြပါနဲ့အမေတွေမသိဘူးအဖေတွေမသိဘူးဆိုတာမရှိပါဘူးမရှိပါဘူးဘာဖြစ်လို့ဆိုတော့အမေတွေဖေတွေကငယ်ရတာကြီးလာတာပါမှန်တာပေါ့သားရေအဲ့လိုမျိုးစကားလုံးတစ်လုံးနဲ့ပြောလိုက်ပြီဆိုရင်လေသူတို့ရင်ဝမ်းကိုပြေးပြီးကန်လိုက်တယ်လို့သူတို့ခံစားရတယ်ဟုတ်တာပေါ့သားရေအဲ့တော့အမေဆိုတာလေစိန်နေရှည်တွေတိုက်တွေတာတွေဗရံများတွေလက်မကင်ထားတဲ့ဟန်ဖုန်းတွေပါမှအမေမဟုတ်ဘူးဟုတ်ကဲ့လမ်းလေးမေးမှာတာလပတ်မိုးလေးနဲ့အဖီထိုးတဲဆုပ်ကလေးနဲ့နေရတဲ့အမေကလည်းအမေပါပဲနော်ကိုယ့်ရဲ့အမေဟာဇေဘန်းကလေးကိုခေါင်းပေါ်ရွက်အရက်တကနေတကလှည့်ပြီးတော့အကျွေးကျင်လာတဲ့ဈေးတယ်မှာအမေကလည်းအမေပါပဲအမေပါပဲကိုယ့်ရဲ့အမေကဈေးရောက်လို့မခေါ်မပြောမရှိအောင်ပြောရရမယ်ဆိုရရမယ်ဒါငါအမေဆိုပြီးထုတ်ခေါ်တယ်ဟုတ်တာပေါ့ဒါ
ကိုယ့်ရဲ့အမေဟာလမ်းဘေးမှာရှေ့ဘဝကုသိုလ်ကံနဲ့မကောင်းခဲ့လို့အကြောင်းတရားအချီမွေးခဲ့လို့သားတို့ရဲ့အမေဟာဥပမာတထောင်စားအမေပဲဖြစ်ပါစီအမေကအမေပါပဲ အမေဟာအမေပါပဲသားရဲ့ နောက်ဆုံးဗျာကိုယ့်ရဲ့အမေဟာသားသမီးတွေအတွက်သူတို့ရဲ့ဘဝကြီးရဲ့အနေမခံဆုတ်ပြတ်သက်ခံပြီးတော့မကောင်းတာလှုပ်ရှားတဲ့မိန်းမကြီးပြစ်ဒစာမကြီးပဲဖြစ်ပါစေအမေကအမေပါပဲ အမေဟာအမေပါပဲ အဲ့တော့တားဆက်စတင်ပြောတဲ့စကားလေးတွေမှန်ကန်တယ်ဆိုရင်လက်ခုပ်တန်ချစ်ချစ်လေးကြားချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ အမေဟာ အဲ့တော့ဒီစင်ကြားတဲ့နေ့ရစပြီးတော့ခေါင်းမှာရှိသမျှအမေလည်းကျမ်းမာချမ်းသာပါစေ ဟုတ်ကဲ့ အမေတွေကိုကျေးဇူးဆက်နိုင်ကြပါစေလို့နော် ဆုတောင်းပေးလိုက်ပါလေ ကွမ်းချဖုံဖုံပန်းမုံပြည့်လွယ်မွေးတဲ့မဟာမေမေဘဝလည်းနှလုံးပခုံးလည်းတဲ့သေးကမွေးခဲ့ပါတော့ကြည်ရဲ့ရှာတော့မွေးခဲ့ပါတော့သူရဲ့မေမေကျေးဇူးမြတ်မှုစေရမြတ်သောချစ်မေမေအာချစ်မေမေကျေးဇူးပါညီမလေးအဘေကြနေတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကြပါလေ နှလုံးသွေးကိုစုပုံရွတ်သုံးထုနေသောသွေးကိုတန်စင်ဖြူစင်ဆွမ်းနဲ့မွေးကျေးဇူးရှင်ကံဝေမေမေကိယနာမေမေကောင်းရီမေမေမြင့်မွေမေမေတိရာဆန္ဒမြတိရာဆန်းညချီနာချမ်းမြပန်းလာတော့ခွင်းနေအာချစ်မေမေသူအောင်ပွေ သားလေး လူလာမြတ်လို့အတောင်ဆုံးညတော့တန်ရောစီချစ်တဲ့တွေနဲ့တန်ရောစီကျိုးတဲ့တွေနဲ့မိမိကိုကြောက်ခိုင်းသွားမိမိတပုရိယအုံမရအေး အမေအယူမကြီးလို့ပြောလိုက်တာ မိမိတပုရိယအုံမရအေးနေရပေအောင်တော့ချမ်းရလေအောင်တော့ခွင်လို့အပြုံးတွေဂယုဏအပြုံးတွေဝဲမြည်တဝဲဝဲခန္ဓာဝေမေမေဂယုဏမေမေကောင်းကြီးမေမေမြင့်မှုမေမေဒီရာစနမြဒီရာဆန်းညကြည်နာချမ်းမြပန်းလာတော့ခွင်နေအော်ချစ်မေမေအားလုံးချစ်တဲ့မိသားစုများအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ